စကားကတကယ်ပဲပိုတက်တာလားဓာတ်စီကားကပိုတက်တာလားဒါကလေကားဝယ်မလို့စဉ်းစားလိုက်တိုင်းခေါင်းထဲရောက်လာတဲ့မေခွန်းကြီးပဲကဲဒီနေ့တော့ဒီအကြောင်းကိုပဲအတူတူအဖြေရှာကြည့်ကြရအောင် အခုလိုစီစေးတက်နေတဲ့အချိန်မှာဆိုရင်တော့ EV လို့ခေါ်တဲ့ electric car ကိုပြောင်းလိုက်ရင်ပိတ်ဆိုင်အိတ်ထက်ကပိတ်ဆက်နေတက်တာတော့မလားဆိုတဲ့အတွေ့ကတော့လူတိုင်းလိုလိုတွေးမိကြမှာပဲနော် ကဲပထမဆုံးအနေနဲ့လက်စစ်ကားပဲရဲ့အဓိကဆွဲဆောင်မှုလူပြောအများဆုံးအချက်ကိုအရင်ကြည့်လိုက်ကြရအောင်ဟုတ်ပါတယ်အဲ့ဒါကတော့လောင်စာစီဖိုးတိတိတသားကိုတတ်တာသွားတယ်ဆိုတဲ့အချက်ပါပဲ LB radar ရဲ့အချက်လက်တွေကိုကြည့်လိုက်ရင်ဟာကွာကြက်ကတော်တော်လေးကိုကြီးမားတာတွေ့ရတယ်ကီလိုမီတာ100မောင်းဖို့အတွက်တော့ဓာတ်ဆီဒါမှမဟုတ်ဒီဇယ်ဖြေတာနဲ့ယဉ်ကြည့်လိုက်ရင်အိမ်မှာလက်စစ်ကားကိုအားသွင်းတာကုန်ကြစရိတ်ကတော်တော်လေးကိုထည့်တာနေတာဗျာ တကယ်တော့လေအိမ်မှာအားသွင်းထားတဲ့လက်စစ်ကားနဲ့ရှင်းလိုက်ရင်ဒီဇယ်ကားတစ်စီးမောင်းရတဲ့ကုန်ကြစရိတ်က1ကီလိုမီတာကို80လောက်ထိတောင်ပိုများနေတယ်ဆိုတော့စဉ်းစားတာကြည့်ရောဒါပေမဲ့လောင်စာစီဖိုးတက်တာတခုတည်းနဲ့ပဲအရာအလို့ပါအဆင်ပြေသွားပြီလားအဖြေတော့အဲ့ဒီလောက်မရိုးရှင်းဘူးဗျဘာဖြစ်လို့လဲဆိုတော့အခုနောက်ပိုင်းမှာ EV shock ဒါမှမဟုတ် EV တုံးလုံးမှုလို့ခေါ်တဲ့ပိုပြီး shock ထွေးတဲ့ဇလန်တပုတ်ကပေါ်လာလို့ပါပဲ taxi နော်က2025အောက်တိုဘာမှာတုံးသွားတဲ့စကားတစ်ခုကဒီပြောင်းလဲကိုတော်တော်လေးထင်ထင်ရှားရှားပြတယ်ဘယ်လိုပြောလဲဆိုတော့ကယ်တင်ရှင်ကနေပြဿနာရဲ့အရင်းမြစ်တစ်ခုဖြစ်လာတယ်ဒီစကားကကိုလက်စစ်ကားရဲ့အပေါ်မှာတန်ရတွေဘယ်လောက်တိုးလာနေလဲဆိုတော့ကိုပြနေတာပဲ ဆိုတော့အဲ့ဒီ EV တုံလုံးမှုဆိုတာကဘာကိုပြောတာလဲရှင်းရှင်းလေးပါပဲတပတ်ရဲ့ရက်စစ်ကားတွေရဲ့တန်ဖိုးကလည်းထင်တော့မထင်ထားတော့အချိန်တိုလေးအထက်မှာထိုးကျသွားတာကိုပြောတာအဲ့လိုဈေးတွေဒါကြတော့ကားဝယ်မဲ့တူတွေတက်ယုံကြည်မှုပိုင်းမှာအဓိကစိုးရင်စရာဖြစ်လာတာပေါ့ အဲ့လိုတန်တရားတွေရှစ်လာရတဲ့အကြောင်းရင်းတွေကလည်းတစ်ခုမကဘူးရဥမာတပတ်ရစ် TV တွေကနှစ်အနည်းငယ်တွင်းမှာကိုတန်ဖိုးတစ်ဝက်လောက်အထိကျသွားတယ်ပြီးတော့ဘက်ထရီတက်တန်းကဘယ်လောက်ခံမှာလဲဆိုလဲမသိချမေးရဘူးဒီအစိုးရတွေကလည်းအရင်ကပေးနေတဲ့ထောက်ပံ့ကြေးတွေကိုဖျက်တောက်ဖို့စဉ်းစားလာတာတွေနောက်ဘက်ထရီထုတ်လုပ်တဲ့အခါကျရင်ထွက်လာတဲ့ပတ်ဝန်းကျင်ဆိုင်ရာကုန်ကျစရိတ်တွေဒါတွေအလုံးအစုပြီးတော့ဒီတန်တရားတွေကိုပူကြီးထွားလာစေရပါ โอเคလောင်စာစီဖို့အပြင်ကျွန်တော်တို့သိပြီးတတိမထားမိတဲ့တခြားကုန်ကြစည်တွေလည်းရှိနေတယ်လေအဲ့ဒါတွေကိုမမြင်နိုင်တဲ့ဇေနုံလို့တောင်တင်စားပြီးခေါ်လို့ရပါတယ် ပနိုရဲ့အချက်အလက်တွေရဆိုရင် EV ပိုင်ရှင်တွေကတခြားအဖို့ကုန်ကြစိတ်တွေကိုလည်းရင်ဆိုင်နေရတယ်။ဥပမာဘာတွေရှိမလဲဆိုတော့တာမန်ကားတွေထက်15ရာခိုင်နှုန်းငယ်25ရာခိုင်နှုန်းအထိပိုများတဲ့အာမခံခြင်းမျိုးပြီးတော့ကားဝယ်ဈေးပေါ်မှာအခွင့်အတစ်တွေလည်းရှိလာတယ်။နေ့စဉ်လမ်းအတုံးကျခဲ့တွေလည်းတိုးလာတယ်။နောက်ဆုံးအိမ်မှာအားသွင်းဆက်တာဆင်ရတဲ့စိတ်ကလည်းတီးတန့်ရှိသေးတာကို ဆိုတော့အချင်းကြီးကချင်းခွင်လျာတကူလို့ဖြစ်နေတာပေါ့ချင်းခွင်ရဲ့တစ်ဖက်မှာကလက်စစ်ဖိုးလို့ပြုပြင်ထင်းထင်းစိတ်ပြလို့နေ့စဉ်သုံးဆွဲရတဲ့စိတ်တွေကနဲတယ်ဒါပေမဲ့ချင်းခွင်နောက်တစ်ဖက်မှာကျတော့ဒံပိုးကြဆင်းမှုအာမခံကြီးအခွန်အခရီလို့ပုံထေကုန်ကြစရိတ်တွေကပြန်ပြီးတော့များနေပြန်ရောကဲဒီလိုဆိုရင်ဒီကုန်ကြစရိတ်တွေအားလုံးကိုပေါင်းပြီးခြုံငုံကြည့်လိုက်တဲ့အခါမှာဘယ်ခါမျိုးစားကတကယ်တမ်းဆရာသားဆုံးဖြစ်မလဲဗျာဒီလိုအပိုကုန်ကြစရိတ်တွေရောတံပိုးကလည်းထိုးကြမိတယ်ဆိုတာတွေရောကြီးပြီးတဲ့နောက်မှာတော့ခေါင်းထဲမှာမေးခွန်းတစ်ခုပေါ်လာနိုင်ပါတယ်အဲ့ဒါကတော့ EV 的စီးဝယ်လိုက်တာကငွေရေးကြေးကြကြီးညံမာတဲ့ဆုံးဖြတ်ချက်ကြီးဖြစ်သွားမလားဆိုတာပါပဲဒါပေမဲ့အော်ဆရာကောင်းတာကကျွမ်းကျင်သူတွေရဲ့အဖြစ်ကမဟုတ်ပါဘူးတဲ့လမ်းနဲ့မော်တော်ယာဉ်ဆိုင်ရာတဲ့အချက်လက်ကောင်းစီ ODV ရဲ့ CEO ဖြစ်တဲ့ Gear Engine Stock ကဘာပြောခဲ့လဲဆိုတော့ EV ဟာဇေနိုအုပ်စုအောက်လုံးမှာအသက်တာဆုံးရွေးချယ်မှုအဖြစ်သူ့နေရာကိုဆက်ပြီးထိမ့်သိမ်းထားနိုင်တော့ပဲလို့အခိုင်အမာကိုပြောတာပါတယ်ပြီးတော့ဒါကနော်ဝေတနိုင်ငံတည်းမှာပဲဟုတ်တာမဟုတ်ဘူးနော်။ဥရောပတဝန်လုံးကိုလမ်းချုံတဲ့ BUC လို့အဖွဲ့အစည်းကြီးတွေရဲ့လေ့လာစံသက်ချက်တွေကလည်းဒီအချက်ကိုပဲထောက်ခံနေကြတာတွေ့ရပါတယ် အဲ့တော့ကျွမ်းကျင်သူတွေကဘာကိုကြည့်ပြီးဒီလိုကောက်ချက်ချလိုက်တာလဲဆိုတော့သူတို့က total cost of ownership ဒါမှမဟုတ် TCO လို့ခေါ်တဲ့စုစုပေါင်းပိုင်ဆိုင်မှုကုန်ကြစရိတ်ကိုကြည့်လို့ပါပဲအဲ့ဒါဘာလဲဆိုတော့လောင်စာစီဖိုးတစ်ခုတည်းကိုပဲကြည့်တာမဟုတ်ဘူးကားတစ်စီးရဲ့တက်တန်းတစ်လျှောက်လုံးမှာချစ်လာမယ်ကုန်ကြစရိတ်အားလို့ဥပမာတန်ဖိုးကြတာတွေအခွန်တွေအာမခံကြေးလေးပြုပြင်ထိန်းသိမ်းစေတွေဒါတွေအကုန်လုံးကိုထည့်တွက်ထားတဲ့တွက်ချက်မှုမျိုးပါ ဒါပေမဲ့တော့အဲ့ဒီကျွမ်းကျင်သူတွေရဲ့တုံ့တက်ချက်ကလည်းလူတိုင်းရဲ့အတွက်တသမတ်ဒီမှန်တဲ့အဖြေတော့မဟုတ်သေးဘူးတကယ်တမ်းမှာတော့အကောင်းဆုံးရွေးချယ်မှုဆိုတာကတယောက်နဲ့တယောက်ကားကိုဘယ်လိုသုံးလဲဘယ်လိုအခြေအနေမှာရှိလဲဆိုတဲ့အပေါ်မှာပဲမူတည်နေတာပါ ဘိုက်တီနိုရဲ့အကြံပြုချက်တဲ့အရာဆိုရင်ကိုအထ EV ကတကယ်ပဲအကျိုးအမြတ်ရှိမရှိဆုံးဖြတ်နိုင်မဲ့အဓိကအချက်၃ချက်ရှိပါတယ်ပထမတစ်ချက်တစ်နှစ်ကိုကီလိုမီတာအများကြီးမောင်းနေသူလားဒုတိယအချက်အိမ်မှာဈေးသက်သက်သားနဲ့အားသွင်းနိုင်တဲ့အခြေအနေရှိလားပြီးတော့နောက်ဆုံးတစ်ချက်ကတော့ဝယ်လိုက်တဲ့ကားကိုနှစ်အတော်ကြာကြာကြိုက်ထားဖို့အစီအစဉ်ရှိသလားဆိုတော့ဒီအချက်တွေနဲ့ကိုင်းကြီးလေ EV ကပို့ပြီးတော့အကျိုးအမြတ်ရှိနိုင်ခြင်းများလေပါပဲ
တကယ်တော့ကားတစ်ချီမောင်းရတဲ့တကယ်ကုန်ကြစိတ်ဆိုတာကားတနေရာထဲမှာရက်နေတဲ့ပြစ်မှတ်တစ်ခုလို့မဟုတ်ပါဘူးအမြဲတမ်းရွေ့လျာပြောင်းလဲနေတယ်ဒီပညာအသစ်တွေအစိုးရမူဝါဒတွေကမ္ဘာဈေးကွက်အခြေအနေတွေဒါလည်းအားလုံးကသူ့ကိုအမြဲတမ်းလွှမ်းမိုးနေတာကို ဒါကြောင့်မို့လို့နောက်ဆုံးမှာတကယ်အရေးကြီးတဲ့မိခွန်ဟာလက်စစ်ကာလာဒက်စစ်ကာလာဆိုတာထက်ဘလို့စီးပွားရေးညီမျှရမုံဆန်ကကွဲ့ရှိဆက်ရမယ့်ခရီးလာတဲ့အကင်ကြီးဆုံးဖြစ်မလဲဆိုတာပဲဖြစ်လာပါတယ်